အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့အတွက်အမြဲတမ်းဖြတ်ခဲ့ရှိတယ်ဆိုတော့ခေါင်းစဉ်အောင်မှာကျွန်တော်တို့ကဒီကောထဲမှာကျွန်တော်ခေါင်းသွားကြရအောင်ဒီနေ့အတူဖြတ်ခဲ့ရှိတဲ့အတွက်ကျွန်တော်ဒီဘေးရကမှကြားရစားမလို့ပါဘူးဘေးမုံရမှာဒီဆိုရင်စားမလို့ပါဘူးဒီနေ့တူဖြတ်ခဲ့ရှိတယ်ဆိုတော့ဟာကျွန်တော်အနေနဲ့တင်မနေတဲ့စကားမဟုတ်ပါဘူးဒါဖြတ်ခဲ့ကဘာမှပါတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ယေရှုခရစ်တော်လူလကမှာလူစားတဲ့ခံရခံမှာသူ့ကိုမိတ်ဆက်ပေးတဲ့စကားလုံးကဘာလဲဆိုလို့ရှိရင်အမာနူလာဆိုတဲ့မိတ်ဆက်ပေးတာဖြစ်တယ်။အမာနူလာဆိုတဲ့စကားလုံးရဲ့အတိတ်ကငါတို့နဲ့အတူရှိတဲ့ဖြန့်ခင်ဖြစ်တယ်။သူတို့ကတခင်ရှိခရစ်တော်သူကောင်းကင်ဘုံမှာတက်ခင်မှာလည်းသူ့ဘက်တော်သူအမှုစကားမှာခဲ့တဲ့အရာကငါဒီနေ့သင်တို့နဲ့အတူကကဘာကိုပြတယ်ရှိမယ်ဆိုတဲ့စကားလေးဖြစ်သွားတယ်ကိုလို့။ဒီဖြန့်ခင်ကျွန်တော်အတူရှိနေခြင်းကဘာကြောင့်လိုအပ်လဲ။ဘာကြောင့်ကျွန်တော်တို့အတူဖြန့်ခင်ရှိနေရလဲဆိုရှင်ဖြန့်ခင်ကျွန်တော်ရဲ့အနာမှာနေပြီးတော့ကျွန်တော်ရဲ့လောတဲ့အခါတိုင်းမှာကိုကြီးဖို့ဖိမဖို့မဆာဖို့အတွက်ဖြစ်တယ်သူတို့ကောင်းကြီးပေးဖို့အတွက်ဖြစ်တယ်ဒီကိုတို့ပြောရှိမစားခန့်တဲ့အငြင်းငါမှာဆိုလို့ရှိရင်တဲ့အတက်ဒီကလာပါလို့တိရှေမှာအဘေသူများမခံမကြနိုင်ရမောရှေနဲ့တူငါရှိတဲ့ကဲလို့တင်းနဲ့တူငါရှိလိမ့်မည်ငါရဲ့တင်းကိုမစွတ်တင်းကိုပြည့်မထားဒီချိန်မှာမောရှေကယောရှိကိုဆုသွားခဲ့တဲ့အချိန်ဖြစ်သွားတယ်ယောရှိတယောက်တည်းအနေနဲ့အဲ့တလားသူ6သိန်းကျော်လောက်ရှိတဲ့အရာသူဥဆောင်မှာခန္ဓာကိုယ်ရတဲ့အနေထားမှာရောက်လာဖြစ်ပါတယ်။ပြောချင်တာသူ့အပေါ်မှာတကယ်ကြီးမားတဲ့ဝန်ထုတ်ကြီးရှိနေတယ်။အဲ့ဒါကောင်ပြက်ကသူနေတဲ့စကားကိုသူ့ပြက်ကပြောတဲ့စကားကဘာလဲဆိုငါနေနဲ့တူရှိမယ်။မောရှင်နဲ့ငါရှိခဲ့တဲ့ကတော့ငါနေနဲ့တူရှိမယ်။အကြောင်းနဲ့ဘယ်ရောက်မှချရွတ်ဆောင်လို့ဘယ်ရောက်မှဆိုရဆောင်လို့နော်။ငါနေနဲ့တူရှိတဲ့ကျွန်တော်နေရာလှုပ်လေကမြမအောင်မိမယ်ဆိုရပြက်ကသူ့ပြောခဲ့တာဖြစ်ပါတယ်။ဒီနေ့ယောရှုရဲ့တတ်တော်ကြည့်ပဲဆိုလို့ရှိရင်ကျွန်တော်အတ္တတာထဲမှာလည်းကျွန်တော်ထိုင်ရတဲ့ဝင်အများကြီးရှိပါတယ်ကျွန်တော်မိသားစုတောင်းလို့တော့ကိုယ့်ရဲ့ဝိုင်းရင်တော့ကိုယ့်ရဲ့ပညာရေးစတဲ့အတွက်ကျွန်တော်မှာထားဆောင်တဲ့ဝင်ထုတ်ဝင်ပို့တာအများကြီးရှိပါတယ်ဒီကိုလို့ဒါပေမဲ့အဲ့ဒီဝင်တင်ကြောက်တဲ့ကျွန်တော်တို့တယောက်တည်းထားရစရာမလိုပါဘူးကျွန်တော်တို့ဖြတ်ခင်ရှိတာဖြစ်တယ်တင်ရတဲ့ဖြတ်ခင်ရှိတာဖြစ်တယ်ဟာလေလုယာမောရှေနဲ့သူဖြတ်ခင်ရှိတဲ့အခါမှာမောရှေရဲ့အတ္တတာထဲမှာကျွန်တော်ကြည့်မယ်ဆိုရှင်ပြင်လေနဲ့ချမ်းပွေးတယ်ကြောက်ထဲကရေထွက်တယ်မိုးပေါ်ကမာနမှုကြားတယ်ဆက်ပြီးနမလက်ခဏနဲ့ဖြတ်ခင်ပူဆောင်ပေးတာဖြစ်တယ်ဒီကိုလို့တချို့ကျွန်တော်တို့အထက်မှာဖြတ်ခင်အတူပါရှိတဲ့ခါမှာကက်ခဲမရှိဘူးလို့မဆိုလိုပါဘူးဒါပေမဲ့အဲ့အခက်ခဲကြားတဲ့ထက်ကနေနမလက်ခဏနဲ့ပူဆောင်ပေးဖြတ်ခင်ဖြစ်ပါလေအဲကြောင့်လို့ယောရှိဖြတ်ခင်ဆက်လက်ပြန်ပြောရတယ်တင့်ကိုငါမာသားတယ်မဟုတ်တော့အာယူရဲ့ရရင်ချရှိတော့မကြောက်နဲ့စိတ်မပြတ်နဲ့တွားလေရနဲ့တင်းကြီးဖြတ်ခင်ထောင်ရဖျာရှိဒီကိုမိတ်တော်မူ၏အခန်းကြီးပုံမှာပြတာဖြစ်ပါတယ်နော်ယောရှိရဲ့တော်ကြည့်မယ်ဆိုရင်သူ့ကိုသူအရာအကူခဲ့တဲ့မောရှေကထားခဲ့ဒီလိုကျွန်တော်စနာချိမဆိုကျွန်တော်တတ်မှာတခါကျတော့ရှင်ကျွန်တော်ဒါအကူခဲ့တဲ့သူတွေဒါမှမဟုတ်ကျွန်တော်ရဲ့ဝင်ငွေတွေဒါမှမဟုတ်ကျွန်တော်ရဲ့ကျမ်းမာရေးဒါမှမဟုတ်ကျွန်တော်ရဲ့အောင်မြင်ခြင်းတွေကျွန်တော်ရဲ့ဒီလိုခုပေါ့နော်ကျွန်တော်ဒီခွာထားလို့ရတဲ့အရာတွေကျွန်တော်ဆွတ်သွားတဲ့အချိန်ရှိမှာပါကျွန်တော်ဆုံးရှုံးသွားတဲ့အချိန်ရှိမှာပါဒါပေမဲ့လည်းဒီလက်ခံပြောတယ်မောရှေတင်ရတူရှိတယ်ငါတင်ရတူရှိတာဖြစ်တယ်ဒီကိုလို့တရားဘဝဆုံးရှုံးလို့ဘာလို့ပဲရှိခဲ့ဖြစ်ပါစေဒီနေ့တင်ရတူဖြတ်ခဲ့ရှိတဲ့အတွက်ကြောင့်မလို့တင်ဟာဆက်လက်ရအောင်မြင်တဲ့သူဖြစ်လာအောင်မှာဖြစ်ပါတယ်နော်အကြောင်းလို့ဒီဆလာပန်းတဲ့73အနေလေးမှာဆိုလို့ရှိရင်အကေကြီးတေမီရဲ့အရှိန်လမ်းမတော်ကြိုက်တယ်လို့ရှော့သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမို့ကိုတော်တွေကျွန်တော်နဲ့သူရှိတော်မူဒီချီလန်တန်တော်နဲ့တောင်ဝဲတော်ကြီးကျွန်တော်ကိုချမ်းသာစေပါလိဒီမှာကြည့်တဲ့အခါမှာဆလာဆရာသူဖြတ်ခင်တာသူရှိနေတယ်ဒါပေမဲ့သူကတခါအကေကြီးတကယ်လို့ရတေမီအရှိန်လမ်းမတော်ကြိုက်ဝင်မှာရှော့သွားခဲ့ရပါတော့လေဆိုတာကကျွန်တော်တို့တန်မှာဖြတ်ပြီးအတူရှိနေပါတော့လေတစ်ခါတလေမှာအခက်ခဲတွေဖြတ်တန်းခဲ့ရတယ်ဖြတ်တန်းရတဲ့အချိန်ရှိတယ်တစ်ခါတလေမှာတကယ်ဒုက္ခကြားထဲမှာတစ်ခါတလေမှာတကယ်ဆုံးစမ်းမှုကြားထဲမှာတွားတဲ့အချိန်ရှိပါတယ်ဒါပေမဲ့ဖြတ်ခင်ကျွန်တော်အတူရှိတဲ့အခါမှာဒုဆုံးစမ်းခြင်းကြောင့်ကျွန်တော်လေးပြသွားစားကြောင်းမရှိဘူးဒုက္ခတွေကကျွန်တော်ရဲ့ဘဝနဲ့မွန်သွားစားကြောင်းမရှိဘူးဖြစ်တယ်ဖြတ်ခင်ရဲ့လမ်းတော်နဲ့တောင်းဝင်တော့ကျွန်တော်မာစာပြီးတော့မှအခက်ခဲကြားထဲနဲ့နမနခဏအပြည့်အောင်တဲ့ခေတ်ကိုဆက်လက်ပြီးမှဖြစ်တယ်ဒါကြောင့်လို့ဆက်တဲ့ပြောချင်တဲ့မျိုးကိုတော့တင်မောင်မိုက်ထဲမှာရောက်နေဖြစ်ပါစေတင်ဟာတင်မျိုးလောက်တော့အရှိပြောချင်တာတည့်ဘောအဆုံးတက်ပြီးတော့ထင်တဲ့အချိန်မှာရောက်နေဖြစ်ပါစေတင်တဲ့သူဖြတ်ခံရှိတာဖြစ်တယ်အဲဒါလို့ဒီဟာငါဘောအဆုံးတက်ပြီးဆိုမှအဆုံးမပေးပါနဲ့ဖြတ်ခင်ပြန်အဆောင်ပြုပါဟာလေလုယာနောက်ဆုံးတစ်ချက်နဲ့ပဒရုပထမဆောင်ခန်းကြီး9အနေခုနှစ်မှာတင်တို့ကိုတတိယကြည့်ရှုတော်မူသောကြောင့်တင်တို့နဲ့ဆုံးရခြင်းအမှုရှိတဲ့တို့ကိုကိုရိုနာအနံ့ကြောင့်တော့တတိယကြည့်ရှုနေတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်ရဲ့ဖြတ်ခင်ကအရာခတ်တဲ့ကိုဖန်ဆတဲ့ဖြတ်ခင်ဖြစ်တယ်တင်းကိုလည်းတာချစ်တဲ့ဖြတ်ခင်ဖြစ်တယ်ဒါကြောင့်တင်းကိုတတိယကြည့်ရဆိုတာကလောကမျက်ခြေမပြည့်ကြည့်တဲ့ဖြတ်ခင်ဖြစ်ပါတင်ပါလို့အနေနဲ့တဲ့ဘာလို့ချင်တယ်လဲတင်းအထက်မှာဘာစင်ပြမှုရှိတယ်အကုန်လုံးဖြတ်ခင်ဖြစ်တာဖြစ်ပါတယ်
저는 아테마 시대 소인의 세 감사체 저는 아테마 시대 맞길래 무리 저는 안나마 시대 대고 저는 뼈뼈야 저는 위임포야 저는 수당야 아버지 아까 저는 얘기한 때에 저는 개개로 주시기 맞게 봐요. 오마서 저는 또 그녀들로 시대에서 봐서 다음에 저는 그녀 장 남리 아까 저는 그녀하고 내가 폼을 테치네 와레 테치네 테치네 저는 못했어. 다음에 꾸에 배나가 그녀가 연 좋지네 그냥 시대가 가요. 아까 왜 비나 시대 비냐 그보다 비냐 시나 코치가 디가 발로 내네 그거 아나 테네 알로 놀라서 아신비 마베로 두아 트위니나 피데 아마가 꾸니 돌라이라 마디 로면서 아피고 또 마시 다만 저런 꾸에 겁니다 거고 벨로 옹이 비냐 시구나 꾸니 마타고도 렘 아부스로시에 저런 비만만 피바래 저런 도시나 별게 저런 발로라서 두칸칸 띠래 저한테만 바피면서 두칸칸 띠네 다음에 저런 마아데 카마 또 아니면 저러고 너무 그냥 피바래 저런 때문에 아주 예수시네. 때문에 좀 변하기 싫어. 저때 아케케로 띵적 대배 카시비마 신사의 상황을 봐고 변하게 안 나봐. 변하게 아고래가. 너 앞에 지나길래 사태밥에 변하게 때문에 또 시대도 점으로니 때야 떠다 신체마. 대기부연의 아대시면 앞에 지네. 바트마트서 저는 변하게 때문에 또 시대 점을 때 배야마 짜오사는 소미산으로 내 완화서 아대시면 야래. 나도 세트는 아비치나 별게 때문에 두시대 어떤 점을 아툴게 그 유사이가 그래서 나 실수 왔다시마 뉴스라이고 샤마 별게 맞자고 너가 배라이가 맞자고래서지 때문에 저는 두시대 별게 나요 아야 진짜 거나 별게 피드게 아야 맞자서 거나 별게 피드서 나는 보던 바나 피데 내가 하자 같이 군이 안 되는 세대마 별게들이 그러네 두르고 틀란 책무시야 아정모가 고지에 정말 페로 땡이 별게 타라 별이 땡도를 싫어하고 그래서 내가 무엇이 아니라 무서워하려 가면 아시마 가면 피테마 양도 묘지 권의 묘시에 टाइम तमा यस्सरा लुडी में तमा इंगाजी ले जानतु ने फिदे अरे जानतु ने को ची मा खमरो तीनों चाव इसा हम लोग हुए क्या क्या आप में चाव ने जानतु ने पापी लोग ने ऐसे जानतु से पो चाव सा गाँव ने पो में तो को ची मा ना पो में चाव ना सा गाँव ने प्यार खेलना तीन अन्ना माशी ने प्यार आप ही मत एक आदमी नस्से अन्य नस्से शिमाले यीशु का दिल प्यार है तनी का को खाना को दाता ये सेवने को मत नहीं लो तुरो को मचाओ जाने को खाना ने सेवने को ये ने किसी ने लो तुरो ताली चाओ जाना यीशु का प्यार है दिने चलो एक तरह से मचाओ ये चिना नहीं हम नहीं उसी बारे ते मचाओ रे सीए मचाओ रे ना याठू मुटू मचाओ रे मामी मचाओ रे से चलो चाओ रे हाना यार अन्य इसी बारे दिने चलो बिना में तो यार वो चाओ के माने सीए ना वो चाओ के माने मत मारे आजारी मतलब नहीं बात ये चीज़ तो जिना ऐसे आजाते पूरी चाव सकाना फिर के अन्य टॉपिक है को ना चलो सीए मचाओ ते मचाओ अनो असम के मचाओ अमितासु मुझे चाहिए लुपा नेरो साले फिर आमी मचाओ नामी मची मचाओ नामी मची और सुना मत मारो नीला ने सी बॉय शापो तो ना मत मारो नीला ने अलो पो तो ना लगा मत नहीं पाने तेने तो सीधा फिर के ना तेंगो असी न चिशु ड्रामा तेंगो कुछ मासा पेने तो के तेंगो अनिनामा ने भी मास समा पे तक करते हैं वो मास जो है निभा इमान निया कमाने निभा ना तो निया कमाने जो न्यूट्रियो खासा दोचो खासा यार ना जो बात वाले निभा का बिना आकू लाये में टाउ लाये में निभा का जो पूरी पूरा सत्य में निभा का ये दोनों थे माँ कोई तादी हो अन्य ना अकाउंट सो पेज ने निभा रहे ठीक है तब ते निभा ने अतुरु ते इन्हें मान नहीं निभा मा निभा अतुरु शीने अच्छे माते निभा ये शीमा सरी तालो मिया हूँ आज तालो मिया हूँ निभा ये शीमा ते माहुरा निभा मच्चरा तालो मिया हूँ निभा का बाले जय माफी है ते वो सुनो माफी ते वो सुनो माफी है तब निभा भी आता है निभा ने मच्चरा या का बाले जो चलो ये बाव किसी ना या ना तो जिना फिर के मच्चरा हम लोग ने सुशी बाले फिर के मच्चरा या का चलो ये बाव किसी ना या के चीज़ चलो फिर के मच्चरा हम लोग चिंगा पूरे बाव को मच्चरा सी चिंगा तो बाले ते बहुत ही किसी लोग शिक्षा के हमारा तीन सोना माटी है अच्छा लोग तीन चुनाव आते चुनाव क्या के चुनाव टूशी है सुना आया बना खुमार जुटा तक किलो क्या क्या टूशी है सुना अभी ना आम इतना तक नहीं लेगा ते बदलवा में नहीं उसका फोन ये पुन नहीं सुना क्या के बिना फिर बदलवा में बिना जामले में कोई आले नहीं आमा शी लूरिया कोई आमा शी नहीं मालूम क्या के मंदिर नहीं आमा शी मालूम तेने अटू अनेरा ठंडे शी दे जाम दिए अतः तावा सिंची बाके आपे चिन्ह फिर बारे दावी अतः तारा माची में सोचे दावी का ठंडे अटू शी ठंडे क्या दावी अटू शी दे जाम तुया अतः आमी ची तमें मत तच्चे चुनाव तुया ला वाले सोचे तमें यार आकांक्षी सच अन्य सल्ले से नारों में चुनाव तुया ला वाले सोचे दावी का है पिन्या तो तीन है
အရာရာနဲ့တတိပညာနဲ့ပြု၍သူနဲ့အတူထာဝရဘုရားရှိတော်မူ၏တဲ့ဒါဝိဒ်ကဘုရားနဲ့အတူရှိတဲ့ခါတော့လက်စပယ်ဘယ်တော့မနေဘူးပုပ္ပရောက်ဘယ်တော့မနေဘူးတတိဝိရိယနဲ့နေတယ်ပညာတတိနဲ့နေတဲ့အခါမှာဘာဖြစ်လဲဆိုရင်ထိုတို့အယုံတတိပညာပြုမှုနဲ့ပြုမှုဒီကိုရှောလူတဲ့မြင်နေတာပြီးကြောက်ရွံ့နေ၏တဲ့သူဒါဝိဒ်ဘုရားနဲ့မှန်မှန်နဲ့နေနေလေဘယ်နာမှာလဲချောလူကသူ့ကောက်ကျစ်တဲ့ချောလူကကြောက်နေနေဖြစ်ပါတယ်ကျွန်တော်ဘုရားရဲ့ပါတိလေးကျွန်တော်အားပေးခြင်းနဲ့တင်းတဲ့ဘုရားကြာသူရှိရဆိုရင်လည်းတင်ဟာဘုရားကလည်းမှန်မှန်လို့ရှိတော့တင်ဟာဘောကဆူးရစားကောင်းပါတယ်တင်ဟာဘုရားကလည်းမှန်လို့ရှိရင်တိကိုဘယ်သူမှနော်လဲပြီးတော့မလုပ်နိုင်ပါဘူးအခုဒါဝိဒ်ဘုရားကလည်းမှန်တဲ့အခါမှာကိုယ်လည်းကိုတူနိုင်တယ်ရန်သူတွေနဲ့တော့ဆောင်သူတိုက်ခိုက်နိုင်ပါတယ်သူဘုရားကလည်းမာတော့တဲ့ဘုရားကလည်းရှိမှမာတော့တဲ့အခါမှာသူရဲ့ဘဝသူရဲ့အတ္တတိုင်းမှာဘုရားကဆုံးမချုပ်ခံတာဖြစ်ပါတယ်ဒီလိုအဲ့တရားလို့လေကျောင်းစာတမိုင်းမှာကြည့်မယ်ဆိုရှင်သူတို့ဖျားရခဲ့တဲ့မန်နေတဲ့တွေ့တော့သူတို့ကိုဘယ်သူမှမနိုင်ဘူးသူတို့နဲ့သူဖျားခဲ့ပါရှိတဲ့ကြောင့်လို့သူတို့အနေနဲ့ဘယ်မှာဆိုတော့အမှန်ကိုရတာဖြစ်တယ်ဒါပေမဲ့သူတို့ဖျားခဲ့တဲ့မန်တို့ပြောစတာဖျားကိုပြစ်မလိုက်ပဲဆိုရှင်ဖျားခဲ့ကိုယ်ကသူတို့ကိုရန်သူလက်ထက်မှာအားလိုက်တာဖြစ်ပါတယ်ဒီကိုတော့ကြောင့်လို့ဒီလိုကျွန်တော်အတ္တတဲ့မှာဖျားခဲ့အတူရှိရဆိုတော့အောင်မယ်ကြီးနဲ့နံပါတ်1ဘယ်ရောက်မှမဆုံးရမလားမကြောက်မတန့်စိတ်မပြတ်မနဲ့အသက်ရှင်တတ်တဲ့ကေလို့အနေနဲ့တတိဝရနဲ့တမန်တတိနဲ့အသက်ရှင်ကြရအောင်လို့အားလုံးအားပေးချင်တာဖြစ်တယ်ပြောခင်ကောင်းချီးပေးပါစေ